Hello မင်္ဂလာပါခင်ဗျာလာစာ10သိန်းနေသားငိမ့်နဲ့အလုပ်ကလေးရှိရဆိုလို့ရှိရင်တင်ဝင်လာတာခင်ဗျာတင်ဝင်လာရဆိုလို့ရှိရင်ဗီဒီယိုလေးကိုအစားဆုံးကြည့်ပြပါခင်ဗျာတိကျလေးရှင်းပြချင်လို့ပါနော်ရွှေလီမျိုးအထည်လေးဖက်ယုံနဲ့ဖိုင်လီဖက်ယုံနဲ့နိုင်ဖက်ယုံတွေမှာဆိုလို့ရှိရင်ဝန်ထမ်းတွေမျိုးသားဝန်ထမ်းတွေခေါ်နေပါရခင်ဗျာအမျိုးသားဝန်ထမ်းဆိုလို့ရှိရင်တော့အသက်35နှစ်ပြည့်ရမှာအမျိုးသမီးဝန်ထမ်းဆိုလို့ရှိရင်တော့အသက်28နှစ်ပြည့်ရမှာဖြစ်ပါရခင်ဗျာလာတာတော့10သိန်းနဲ့အထက်ရမှာဖြစ်ပါခင်ဗျာလိုအပ်ချက်တွေအနေနဲ့ကတော့မှတ်ပုံနဲ့ smart card သွေးစစ်ချက်တို့လိုအပ်မှာဖြစ်ပါခင်ဗျာမှတ်ပုံနဲ့ရှိပြီးတော့မှသွေးစစ်ချက်တို့ smart card တို့မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘက်ကနေပြီးတော့လောက်ဆောင်ပေးပါရခင်ဗျာလမ်းမှာတုံးဖို့အတွက်အတော်သေးမို့ဘိုးလေးတွေထည့်ပေးထားပါသေးတယ်ပေါ့နော်ခရီးသေးတွေလမ်းသေးတွေအကုန်လုံးကကြတော့ကျွန်တော်တို့ရုံကနေပြီးမန္တလေးရုံကနေပြီးတော့မှဆက်ရုံလေးဒီရောက်တဲ့အထိကိုမှခရီးသေးတွေလမ်းသေးတွေကိုအကျွေးစနစ်နဲ့ဆောင်ရွက်ပေးထားပါရခင်ဗျာအသေးသေးသိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်985463819ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်